ဂျန်နဲ့ဂျုံမြောင်းစောကိုဘန်သွားစရာမလိုဘဲနဲ့ကိုယ်တိုင် software တွေကနေပြီးတော့မှဘယ်လိုထုတ်လို့ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဂျန်နဲ့ဂျုံမြောင်းစောဆိုတာကတော့ကျွန်တော်တို့အဓိကအဖြစ်ဗီဇာလျှောက်တဲ့အခါမျိုးတွေမှာအသုံးများပါတယ်ကိုယ့်ရဲ့ဘန်လက်ကျန်စင်းဘယ်လောက်ရှိသလဲဆိုတာကိုတင်ပြရတဲ့စာရွက်စာတမ်းဖြစ်ပါတယ် certificate ပေါ့နော် HANA Easy application နဲ့ကနေဘယ်လိုထုတ်လို့ရမလဲဆိုတဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ HANA Easy software တွေကိုဝင်လိုက်ပါဝင်ပြီးတော့ကျွန်တော်တို့ menu ထဲကိုတစ်ချက်သွားလိုက်မယ်ပေါ့နော်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဂျုံမြောင်းစော်ဆိုတာရှိပါတယ်အဲ့ဒီထဲကိုဝင်ပါဝင်ပြီးတော့မှကျွန်တော်တို့ဂျန်နဲ့ဂျုံမြောင်းစော် backup ဆိုတာရှိပါတယ်အဲ့ဒီထဲကိုတစ်ခါထပ်ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဂျုံမြောင်းစော်ကျွန်တော်တို့ဂျန်နဲ့ဂျုံမြောင်းစော်ထုတ်ဖို့ရအတွက်အချက်လက်လေးတွေဖြည့်ရမယ်ပေါ့နော်ကျွန်တော်ဆိုရင်HANA ဘန်မှာဒီစုငွေရှိမယ်ဒီကျွန်တော်တို့ဒီငွေသွင်းငွေထုတ်ဘန်စာအုပ်ရှိမယ်ပေါ့နော်အဲ့အကောင့်တွေရှိရပေါ့နော်ကျွန်တော်3မျိုးရှိရစုငွေက2မျိုးပေါ့နော်အဲ့ဒါတွေကိုဘယ်ဟာထုတ်ချင်လဲအကုန်လုံးထုတ်ချင်လဲရပါတယ်အကုန်လုံးကိုယ့်ရဲ့ကိုယ်ဘဏ်အကောင့်ထဲမှာရှိတဲ့စုထားတာတွေရောလက်ထဲမှာရှိတဲ့ဟာတွေရောဒါအကုန်လုံးပြခိုင်းလို့ရတယ်ပေါ့နော်အကုန်ရွေးထားလို့ရတယ်ကျွန်တော်ရှိတဲ့ဥစ္စာဂျန်နဲ့ဂျုံမြောင်းဆိုကျွန်တော်ရှိတဲ့ငွေလက်ကျန်စင်းကိုအကုန်ထုတ်မှာဖြစ်တဲ့အတွက်အကုန်ပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီထဲကိုဆုံးထက်ထဲမှာနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ3မျိုးရှိတဲ့အတွက်ကျွန်တော်3မျိုးလုံးကိုအမှန်ချစ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီဘယ်ဘာသာနဲ့ထုတ်မှာလဲအင်္ဂလိပ်နဲ့လားကိုရီးယားနဲ့လားဂျပန်စာနဲ့လားကျွန်တော်တို့အင်္ဂလိပ်လိုပဲထုတ်မယ်ပေါ့နော်ဒါကိုစိတ်ကြိုက်ရွေးလို့ရပါတယ်ကိုလိုအပ်တဲ့ဟာမျိုးကိုလိုအပ်တဲ့ပုံစံရွေးလို့ရပါတယ်ပြီးရင်တော့ USD နဲ့ထုတ်မှာလားဝမ်နဲ့ထုတ်မှာလားယန်နဲ့ထုတ်မှာလားကိုစိတ်ကြိုက်ထုတ်လို့ရတယ်ကျွန်တော်တို့ USD နဲ့ထုတ်မယ်ပြီးရင်တော့ကျွန်တော်တို့ဂျန်နဲ့ဂျုံမြောင်းစောကိုဘယ်ကိုပို့ပေးရမလဲဆိုတာမျိုးရွေးပေးရမယ် email နဲ့ပို့ပေးရမှာလားဖုန်းကိုပို့ပေးရမှာလားကျွန်တော်တို့ဖုန်းနံပါတ်ကာကာဦးတော့ရှိရတဲ့အတွက်ဖုန်းနံပါတ်ကိုပဲပို့ခိုင်းလိုက်မယ်ဖုန်းနံပါတ်ထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီဂျန်နဲ့ဂျုံမြောင်းစောရှောက်ခက1000ကျပါတယ်အဲဒီ1000ကျဖို့အတွက်အဲဒီ1000ဖြတ်ဖို့အတွက်ကျွန်တော်တို့အဲဒီဘယ်ထဲကနေဖြတ်မှာလဲဆိုတာရွေးပြရမယ်ပေါ့နော်ဆူဆူတွေချူကမကဲကြွားထဲမှာဆုံးထက်ဆိုတာရှိပါအဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဘဏ်ကောင်ကိုရွေးလိုက်ပါပြီးရင်တော့ backup ရှင်းချောင်းဆိုတာကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ချက်လက်လေးပေါ်လာမယ်ဒါကိုလောက်တဲ့ချက်လက်မှန်လားဆိုတာတစ်ချက်စစ်ကြည့်လိုက်ပါစစ်ပြီးတော့မှန်နေဆိုရင်တော့ backup ရှင်းချောင်းဆိုတာနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ဘန် password 4လုံးတောင်းပါမယ်အဲ့ဒါ password 4လုံးကိုဖြည့်လိုက်ပါ password 4လုံးဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီ engine ဆို password 6လုံးပေါ့နော်အဲ့ဒါလေးတောင်းပါတယ်အဲ့ဒါလေးတစ်ခါထပ်ပြီးတော့ဖြည့်လိုက်ပါဖြည့်ပြီးသွားရင်ကျွန်တော်တို့ backup ရှင်းချောင်းဆိုတာနှိပ်လိုက်ပါနှိပ်ပြီးသွားရင်တော့ကျွန်တော်တို့ရှောက်တဲ့ဒီဂျန်နဲ့ဂျုံမြောင်းစော်ကရသွားပါပြီရှောက်လို့ပြီးသွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ backup 1ကိုပေါ့နော် working ကိုနှိပ်လိုက်ပါကျွန်တော်တို့အဲ့လိုရှောက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ခါကာခုနကဖုန်းနံပါတ်နဲ့လောက်ထားတဲ့အတွက်ကျွန်တော်ရဲ့ခါကာကိုထော်တဲ့ကို message ပို့ပေးပါတယ်အဲ့ဒီ message တွေကိုတစ်ချက် click ဝင်လိုက်ပါဝင်ပြီးသွားရင်သူအဲ့ထဲမှာ link လေးပါတယ်ပေါ့နော်အဲ့ဒီ link ထဲကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဂျန်နဲ့ဂျုံမြောင်းစော်လေးပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာဒီထားမှာဒီ link လေးရဲ့တက်တန်းက24နာရီပဲရှိပါတယ်အဲ့ဒီအတော့တွင်မှာ link ထဲကိုဝင်ပြီးတော့ကိုကအဲ့ဒီ file ကို download ယူထားမှာဖြစ်ပါတယ်မဟုတ်ရင်တော့နောက်ထပ်ထပ်ရှောက်အောင်ပါပေါ့နော်24နာရီကြော်သွားရင်တော့နောက်ထပ်1000အဝင်ဆောင်ကပေးပြီးတော့ရှောက်အောင်ပါပေါ့နော်အဲ့ဒီ link လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အခုလိုမျိုးလေးဘယ်ထဲကိုစစ်မှာလဲပေါ့နော်အဲ့လိုမျိုးပေါ်လာပါမယ်ကျွန်တော်တို့ file ထဲကိုပဲစစ်ပါမယ်ဒီထဲမှာတော့ကျွန်တော် save to file ဆိုတာရှိပါတယ်အဲ့ဒီထဲကိုပဲကျွန်တော်စစ်လိုက်ပါမယ်ဒီနေရာမှာတော့ Android နဲ့ iOS နဲ့နည်းငယ်ကွာခြားနိုင်ပါတယ်ကျွန်တော် iOS နဲ့လုပ်ပြတာပေါ့နော် save to file ဆိုတာရှိပါတယ်အဲ့ဒီထဲကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကိုကဘယ် folder ထဲကိုစစ်မှာလဲဆိုတာရွေးလို့ရပါတယ်ကို save မဲ့ file ကိုတခြားမှတ်ထားပါအဲ့ဒါမှနောက်ပြီးတော့ပြန်ရှာတဲ့အခါလွယ်လွယ်ကူကူရှာလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီထဲမှာပဲ save လုပ်လိုက်မယ်ပေါ့နော် save နှိပ်ပြီးသွားရင်တော့ဒါကိုယ့်ရဲ့ခုန certificate ကဂျန်နဲ့ဂျုံမြောင်းစော်ကကို download ဆွဲလိုက်ပြီပေါ့နော်အဲ့ဒါကိုဘယ်လိုပြန်ရှာမလဲဆိုရင်တော့ခုနဒီ file software ရှိပါတယ်အဲ့ဒီထဲကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးသွားရင်ကျွန်တော်တို့ခုန save ထားတဲ့ save လိုက်တဲ့ folder တွေကိုတစ်ချက်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ password တောင်းပါတယ်အဲ့ဒီ password ကဘာလဲဆိုရင်ခုနကသူခါကာဝတော့ဒီ message ထဲမှာလည်းသူအဲ့ထဲမှာရှင်းပြပေးတယ်ပေါ့နော် password 6လုံးမှာ6လုံးကတခြားမဟုတ်ပါဘူးကိုယ့်ရဲ့မွေးသက်ကလေး6လုံး ID card number 6လုံးအဲ့ဒါကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ password 6လုံးဖြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ရှောက်ထားလိုက်တဲ့ကျွန်တော်တို့ရဲ့
ဒီဂျန်နဲ့ဂျုံမျိုးစောလို့ခေါ်တယ်ကျွန်တော်တို့ရဲ့ဒီလက်ကျန်ငွေစင်းကပေါ်လာမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ